ကဲအားလုံးတေချာနားထောင်ကြအောင်ခုတခါတော့တို့တွေတိတ်စိတ်ဝင်စားစရာကောင်းတဲ့ကစားနည်းနောက်တစ်ခုကိုစူးစမ်းပြီးကစားကြရအောင်ကစားပုံကရုပ်မြင်သံကြားမှာလွှင့်တဲ့ဇလန်းနေနဲ့ဆင်တူလောက်ကြမယ်ဇလန်းထဲမှာတော့ကားတို့သမီးတို့အားလုံးဇက်လိုက်မင်းသားမင်းသမီးတွေပဲပေါ့ကစားနည်းကိုကျွန်တော်ကစားတော့လူတွေရှေ့မှာထွက်ပြီးဘယ်လိုစကားပြောရမလဲဆိုတာသိလာတယ်ပြီးတော့ကမ္ဘာလောကကိုတခြားတစ်ယောက်ရဲ့အမြင်နဲ့ကြည့်နိုင်တယ်နောင်လူကြီးဖြစ်လာရင်ဘယ်လိုစဉ်းစားသင့်လဲဆိုတာလည်းသိလာတယ်အားလုံးထဲမှာအရေးကြီးဆုံးကတော့ဒီကစားနည်းကိုကစားရင်ကိုယ်နဲ့မိသားစုဘေးကင်းရေးပတ်ဝန်းကျင်ကလူတွေဘေးကင်းရေးဘယ်လိုလုပ်ရမလဲဆိုတာသိရှိလာတာပါပဲဟုတ်ပြီအခုဖေကဘသူဘယ်ဇက်ကောင်ဖြစ်တရုတ်ဆောင်ရမယ်ဆိုတာကိုရွေးပြီးပြီဒီဇလန်းလေးကတော့တဘာဝဘေးဒုက္ခအကြောင်းအခြေခံတဲ့ဇလန်းပဲကောင်းပြီ Chris Sport Winston တို့မင်းတို့အားလုံးလည်းတရုတ်ဆောင်တွေပဲနော်မိမကြီးမင်းကပဲဘလို့ဘေးဒုက္ခအတွက်တရုတ်ဆောင်ရမယ်ဆိုတာကိုရွေးပေးပြီးတော့သူတို့တရုတ်ဆောင်ကြတာကိုလည်းအကဲဖြတ်ပေးဦးလေကွာ Okay ကဲမိမကြီးဘေးဒုက္ခတွေတဲကတစ်ခုကိုရွေးလိုက်ပါဦးပြီးတော့ဘသူကဘယ်ဇက်ကောင်ဖြစ်တရုတ်ဆောင်ရမယ်ဆိုတာကိုမင်းသားမင်းသမီးတွေကိုလည်းပြောပြအောင်လေကွာOkay ကျမရွေးလိုက်တာတော့ငလင်ပေးပါပဲ Chris သမီးကတော့အမေခန့်တရုတ်ဆောင်မယ်နော် Sport ကတော့ဖိန်းပေါ့တားလေး Winston ကတော့သူတို့ရဲ့သားလေးပေါ့နော်ကောင်းပြီသားတို့သမီးတို့၃ယောက်ကမိသားစုလေးတစ်ခုအဖြစ်နဲ့တရုတ်ဆောင်ပြီးငလင်ဘေးဖြစ်လာရင်ဘာလုပ်ကြမလဲဆိုတာကိုစပြီးတရုတ်ဆောင်ကြရမယ်နော်မှတ်ထားဖို့ကတော့ကိုတရုတ်ဆောင်ရတဲ့ဇက်ဆောင်အဖြစ်နဲ့ပြီးပြင်းပြောဆိုတရုတ်ဆောင်ကြဖို့ပဲဇက်ကောင်ကဘာပြောမလဲဆိုတာကိုသေချာစဉ်းစားပြီးပြောကြည့်ကြပါဖေးရေငလင်လို့ရင်ကျမတို့အိမ်ဘယ်လိုဖြစ်သွားမလဲဆိုတွေးပြီးကြောက်မိတယ်ကျမတို့အိမ်ကငလင်လို့ရင်အန်ရီကင်းနိုင်မှာမလားရှင်တိတ်လည်းမစိုးရိမ်ပါနဲ့မေကြီးတို့စီမှာငလင်မဖြစ်တာကြပြီပဲဟာအားလုံးကမှငလင်လုံနိုင်မလဲမိမရခိုးကလည်းလှုပ်သိမ့်များတော့တချို့ကိစ္စတွေပို့ပြီးပေးကြအောင်လုပ်ရမယ်ဆိုတာသိနေပေမဲ့ဘာတွေလုပ်ရမယ်ဆိုတာမလေးလာအားပါဘူးဟာဖေရေတားတို့ဆီယာမကတော့ဘေးကင်းအောင်ဘာလုပ်ရမယ်ဆိုတာသိနိုင်ပါတယ်ဖေကသာခွင့်ပြုရင်ဆီယာမကိုမေးပေးပါမယ်ဒါလည်းကြားမှတရားလို့ငလင်ဖြစ်ရင်ဘေးကင်းအောင်ဘယ်လိုနေရတယ်ဆိုတာနည်းနည်းတော့သိတယ်ပြောပြရမလားဘာရင်းမြန်ငါတို့ကိုဆီယာလုံးမလဲကွာဘာပဲဖြစ်ဖြစ်တားလေးပြောတာတော့နားထောင်ရအောင်ဖေးရโอเคဟုတ်တာတွေပဲပြောမယ်ထင်ပါတယ်ကွာအဖေတို့မေတို့ကငလင်လောက်ချိန်မှာတားတို့အိမ်လိုအစာဦးထဲမှာရှိနေတယ်ဆိုရင်တကားပေါက်ပေါအောင်မှနေတာဟာဘေးကင်းဆုံးလို့တားတို့တင်ရတယ်ပြောလိုက်တာကွာတားတို့မင်းလေးကောင်းယူတယ်ဟိတွေ့လားဖေးကျမတို့တားလေးကတိတ်တော်တာအေးပါကွာအဲ့ဒီလိုဟာတွေကိုတို့လည်းသိထားဖို့လိုတယ်လေဒီတော့တားရေတားတို့ဆီယာမကိုမေးပြပါအောင်ဖေလာတွေ့လို့ရမလားလို့ပြီးတော့လေတို့အိမ်ရဲ့တကားပေါင်ကိုပိုခိုင်အောင်လုပ်ဖို့လိုမလားလို့တေချာကြည့်ဦးမှာပါပဲကွာအိုးအားလုံးပဲတကယ်တော်ကြပါတယ်ကွာမိမရေဒီဇလန်တရုတ်ဖော်တွေတဲကတို့ဘာတွေတိလိုက်တယ်လဲဆိုတော့ပြောစမ်းမအောင်ကွာခက်ခဲပြဿနာကိုအားလုံးအတူတကွပါဝင်လှုပ်ဆောင်ဖြေရှင်းရမယ်ဆိုတာရဲ့ကလေးတွေမှာလည်းတီးတာလေးတွေပြောစရာတွေရှိတတ်တယ်ဆိုတာနားလည်လိုက်တာပါပဲရှင်သူတို့ကို10မှတ်လောက်ပေးတယ်ဟဲ့ကျမတို့စစ်တပ်ပဲပြီးပါပဲရှင်